မင်းအခုတက်25နှစ်မတိုင်ခင်လားဒါဆိုဒီဗီဒီယိုကိုအဆုံးထိကြည့်ပါလူအများစုကတက်ငယ်တော့မှချိန်နေအများကြီးရှိသေးတယ်လို့ထင်ကြတယ်ဒါပေမဲ့ချိန်ကထင်ထားတာထက်ပိုမြန်မြန်ကုန်သွားတတ်ပါတယ်သင်ခန်းစာနံပါတ်1ချိန်ကပတ်စံထက်တန်ဖိုးကြီးတယ်ပတ်စံဆုံးရှုံးရင်ပြန်ရှာလို့ရတယ်ဒါပေမဲ့ကုန်သွားတဲ့ချိန်ကိုတော့ပြန်ဝင်လို့မရဘူးဒီနေ့တက်တော့ကြည့်ရင်ဂိမ်းစော်ရင်ကုံဆုံးသွားတဲ့နိုင်တွေကမင်းရဲ့နာကကိုတိတ်တဆိတ်ခိုးယူနေတယ်သင်ခန်းစာနံပါတ်2ကျွမ်းကျင်မှုကဘွဲလက်မှတ်ထက်အရေးကြီးတယ်ဒီနေ့ခေတ်မှာဘွဲရတွေအများကြီးရှိတယ်ဒါပေမဲ့တကယ်တန်ဖိုးရှိတာစကေးဖြစ်တယ်မြန်မာအင်္ဂလိပ်စာဖြစ်ဖြစ် share တခုခုဘယ်စကေးမဆိုတင်ယူထားရင်မင်းအတွက်ခွန်လန်းနေပုံများတယ်သင်ခန်းစာနံပါတ်3မင်းပေါင်းတဲ့လူတွေကမင်းရဲ့နာကကိုဆုံးဖြတ်တယ်ငင်းကြီးညွနေတဲ့လူတွေနဲ့ပေါင်းရင်မင်းလည်းအဲ့လိုဖြစ်လာမယ်စူးစမ်းနေတဲ့လူတွေနဲ့ပေါင်းရင်မင်းလည်းစူးစမ်းခြင်းလားသင်ခန်းစာနံပါတ်4ကြာရှုံးမှုကိုမကြောက်ပါနဲ့ကြာရှုံးမှုကမင်းကိုရပ်တန့်မှုမဟုတ်ဘူးဘိုးကောင်းတဲ့လမ်းကြောင်းကိုတင်ပေးဖို့ဖြစ်တယ်အောင်မြင်သူတိုင်းမှာကြာရှုံးခဲ့တဲ့အတိတ်ရှိတယ်သင်ခန်းစာနံပါတ်5စလုပ်တာပြည့်ပြည့်စုံတာထက်ပိုရေးရှိတယ်လူအများစုကအချိန်မှန်ကိုစောင့်နေကြတယ်ဒါပေမဲ့အချိန်မှန်ဆိုတာမရှိဘူးမင်းစလိုက်တဲ့နေရာပဲအကောင်းဆုံးအချိန်ဖြစ်တယ်ဒီနေ့ကစပြီးမင်းဘဝကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်နောက်9နှစ်ကြာမှမင်းဒီဆုံးဖြတ်ချက်အတွက်ကျေးဇူးတင်နေလိမ့်မယ်ဗီဒီယိုလေးကိုကြည့်ပြီး like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဦးဗျာ